ဖေကတော့တန်းမှောက်တာပါခါမလဲတတ်ပါဘူးနော်လေစီကဖေမဲမှောက်ပါတယ်နော်နော်ခါရကလိုက်ကြံနေခဲ့ပါတယ်တခါတည်းကုန်းထားတော့မစိုက်ကြီးနေပါမမောက်တော့တခါတည်းကုန်းထားတာမှာတကူကမတက်သေးဘူးတကူကတန့်တယ်အဲ့လိုမောက်နေမှလေဒီကသူရဲ့အနောက်ကဟိုကလေး6ကလေးလက်ဝါးလေးနဲ့လိုလေးဟိုလို့ပေးတာထိပေးတာတွန်းကန်နေဝင်ရထိုးပါလေရောအခုကဘယ်လိုမရိတ်ထားရဘူးအဲ့ကနောက်ကထိပေးလို့ဝင်ရထိုးတယ်တွန်းကန်နေအားလုံးတွေမှလေအရှိအမကြီးကပူရနေတာအရှိအဖုံးကလင်းနေတယ်ဟိုတက်ကိုဘာလေးဘက်သွားခြင်းနဲ့လားဘောပါကြီးစားမှောက်ပြီးသွားခြင်းနဲ့လားလူကမှောက်တာတော့မဖင်ကုန်းပြီးတခါထားတော့မဲ့ပုံစံနဲ့ဒီမှာကျတော့ကိုက်ဖြစ်သွားတယ်သူလက်နေတာဟိုအဲ့ဟာကိုက်ဖြစ်သွားခါကျညယူပါအဲ့ဒါဖုံးကလည်းသူကဖုံးကိုတွားထိုးယူတာသူအနောက်က6ကိုွေးလေးလောက်တာနောက်က6လေးလက်ခွားလေးနဲ့တုပ်ပြီးတာလေတွန်းကန်နေတက်ပါလေရောဒီရောစေးထူရတော့မှာပါငိုရတော့မှာပါဒီနေ့လည်းတူတော့ပဲကိုအားတော့ရှိနေငိုရတော့မှာပါစေးထူရတော့မှာပါနော်တတိုင်ဟွာသွားလားစင်ကိုထက်နဲ့သွားလားကတာဝအခုတော့တော့မကြီးနဲ့တော့လားဘယ်သူနဲ့သွားသူတယောက်တည်းလားတော့မှခိတ်ကြတာဆင်နေပါဆိုအားကြောင့်မစိတ်မချလို့ဟောချစ်တို့အမတယောက်တည်းသွားလားမကြီးနဲ့နေနေနေမြို့မဆွဲလို့တဲ့နိုင်ငံအောင်နောက်ကြရင်တတနဲ့သွားတော့လို့တီနဲ့တတနဲ့သွားတော့လို့နော်လက်ဆွဲပြီးလမ်းလျှောက်သွားတော့နော်တတလမ်းလျှောက်ပြီးသွားတော့နော်